မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အောက်တိုဘာ17ရက်နေ့ညရရှိထားတော်သတင်းတွေကိုကျမအခုမှန်ဂျေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။ကြံရည်တက်မဟာကိုအမတ်6တက်ရင်နေမြေတွင်တို့စစ်ကောင်စီတပ်ပတ်မှတက်ရင်အလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်အောက်တိုဘာလအတွင်းတိုက်ပွဲတွေပိုပြင်းထန်လာတယ်လို့ရှိတဲ့သတင်းအရင်းမြစ်များထပ်မံသိရပါဗျ။အော်တိုဘာလ9ရက်နေ့17နာရီအချိန်တွင်နမ်ဖီကားရယံဘတ်လေရင်နဲ့ပုံချခဲ့ပြီးအော်တိုဘာ10ရက်နေ့မနက်9:40နဲ့8:35ကြားမြစ်ကြီးနားကနေတက်လာတဲ့ဝိုင်ထွဲလေရင်နဲ့ဖက်ကအနီးမမောက်ပုံကျေးရွာမလန်ဒုံစင်းပုံကျေးရွာဘက်တွေမှာလေရင်ပုံ30ကျင်းကျေချခဲ့ကြောင်းဖက်ကတက်မကုံဘက်မှလည်းလက်နက်ကြီးတွေပစ်ခတ်နေကြောင်းသိရပါတယ်။ယခုလိုစစ်ကောင်စီဘက်ကကျွန်းလပိုင်းကနေစစ်ရင်ရတို့ချေတာတွေလက်နက်ကြီးလက်နက်ငယ်တွေရန်တမ်းပစ်ခတ်တာတွေလေရင်နဲ့ဘုံကျဲတာတွေစက်တိုက်လှုပ်ဆောင်နေတာကြောင့်ကြာရီပူပေါင်းတက်တဲ့စစ်ကောင်စီကြားတိုက်ပွဲတွေပြင်းထန်နေတာ၄လလောက်ကြာနေပြီဖြစ်တာကြောင့်ဒေသခံပြည်သူများမိမိလုံခြုံရဘတ်တို့ထွက်ပြေးသိမ်းရှောင်နေရပြီးယခုအချိန်စာဝေးနေကြီးအတွက်အကူအငွေတွေလိုအပ်နေကြောင်းသိရပါတယ်ရှင်။လန်စီဒေတာတွင်စစ်ကောင်စီတပ်ကအော်တိုဘာ10ရက်နေ့ညနေပိုင်း3နာရီကျော်အချိန်ခန့်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါတယ်။လန်စီကျေးရွာအတွင်းလေရင်ပုံကျဲတာကြောင့်အရက်သားတအုပ်တေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိကြောင်းလည်းသိရပါတယ်။လန်စီဒေတာတွင်အခုတလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများတွင်ထိခိုက်ဆုံးရှုံးမှုများလာတာကြောင့်ပြည်သူများနေထိုင်တဲ့ကျေးရွာများတွင်လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်ရက်ဆက်ပြုလုပ်နေကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့တွင်လည်းစစ်ကောင်စီတပ်မှလန်စေကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အရက်တာပြည်သူ3ဦးသေဆုံးပြီးနေအိမ်အများအပြားထိခိုက်ဖြစ်စီသွားကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ကြကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။